မှာပိတ်လောင်ထားတဲ့မမြင်ရတဲ့အကျဉ်းထောင်တစ်ခုလိုဖြစ်နေပါတယ်။အဲ့ဒီဇနီးမောင်နှံအိုကြီးကလည်းဘာမှမပြောင်းလဲပဲအဲ့ဒီပုံစံအတိုင်းရှိနေသေးပါတကယ်လို့အချိန်တွေရက်တက်နေတာဆိုရင်သူတို့ဘေးကရေတွေကဘာလို့စီးဆင်းနေပြီးတရွက်တွေကရောဘာလို့လေထဲမှာလွင့်နေတာလဲဒါကဘာကိုဆိုလိုတာလဲဆိုတာသူမမသိပါဘူးအဲ့ဒီညအိတ်ခါနီးမှာပဲအပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်တခြားလူတစ်ယောက်များဒီမှာပိတ်မိနေတာလားဒါဟာသတင်းကောင်းလားသတင်းဆိုးလားဆိုတာသူမမသိပေမဲ့လူဆိုးနဲ့တွေ့ရတာထက်တယောက်တည်းအထီးကျန်နေရမှာကိုသူမပိုကြောက်ပါတယ်ခဏလောက်စဉ်းစားပြီးတဲ့နောက်ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တကားစီလျှောက်သွားလိုက်ပေမဲ့တကားဖွင့်လိုက်တာနဲ့လေထုတတိုင်းကြီးနဲ့တိုက်မိပါတော့တယ်တတိုင်းကြီးကကျင်းမြောင်းလာနိုင်လိမ့်မယ်လို့သူမထင်မထားခဲ့ပါဘူးအခုတော့အဲ့ဒါကသူမရဲ့အိမ်တကားဝအထိရောက်နေပါပြီသူမကြောက်နေကြအော်ဟစ်လိုက်တဲ့အခါဒါဟာအိမ်မက်တစ်ခုဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီလိုဆိုရင်တော့သူမစိုးရိမ်နေတုန်းဖြစ်လို့တကားဝကိုသွားပြီးကြောက်နဲ့ရှေ့ကိုစမ်းကြည့်တဲ့အခါမှာတော့ကံကောင်းထောက်မစွာနဲ့ပဲဒါဟာတကယ်အိမ်မက်တစ်ခုသာဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဒီတိုင်းကိုအားနဲ့တိုက်ဖြတ်လို့ရနိုင်မလားလို့သူမတွေးမိတာကြောင့်ကားကိုမောင်းလာခဲ့ပါတယ်စိတ်ပြင်ဆင်ပြီးတဲ့နောက်လေထုတိုင်းစီကိုတဲ့ကြီးအချိန်ပြင်းပြင်းနဲ့မောင်းဝင်လိုက်ပါတယ်သူမဂတ်စ်နင်းတန်ကိုအားကုန်နင်းထားခဲ့ပါတယ်ဒါပေမဲ့ကားတစ်စီးလုံးပျက်စီးလူနီးပါးဖြစ်သွားရင်တော့တိုင်းကြီးကတော့လုံးဝမလုံမရှက်ပါပဲဒါကိုမြင်လိုက်ရတဲ့အခါသူမလုံးဝစိတ်ပြတ်အားငယ်သွားပါတယ်သူမဒီနေရာမှာပဲတစ်သက်လုံးပိတ်မိနေတော့မှလားသူမမသိတယ်လို့စဉ်းစားဖို့တော့မရဲပါဘူးအဲ့ဒီနောက်မှာတော့သူမညတိုင်းကိုပြီးအိပ်ပျော်သွားခဲ့ရပါတယ်သူမရဲ့ကံကြမ္မာနဲ့ဒီလောကကြီးရဲ့မတရားမှုကိုမုန်းတီးနေခဲ့ပါတယ်ဒါပေမဲ့အချိန်တွေကုန်ဆုံးလာတဲ့အခါမှာတော့သူမဟာဒီဘဝကိုဖြည်းဖြည်းချင်းကျင့်သားရလာပြီးလက်ခံလာခဲ့ပါတယ်ပြန်စဉ်းစားကြည့်